သွားကြစို့ရှောင်းပိုင်းမွန်းလွဲပိုင်းကြရင်နောက်ဖေးကဟင်းသီးဟင်းရွက်စိုက်ခင်းကိုမြေလံရမယ်ဒီမြေကွက်ကအလားအဖြစ်နေတာကြာပြီးမကြခင်စောင်းဦးရောက်တော့မှဆိုတော့မြ мян မြေလံရမယ်မုံလာဦးနဲ့ကော်ဖီထုတ်ဆိုင်ထားမှစောင်းတွင်းကြရင်စားစရာဟင်းရွက်ရှိမှာဖျားရည်တခင်ကကောင်းကင်နဲ့မြေကြီးကိုအစ်စ်ဖန်တီးမလို့လားဒီပစိန်ပေါက်တူးပေါ်ကအငွေ့တက်တွေကကဘာဦးနတ်မိုးကျိုးထက်တောင်ပိုပြီးအာနာပြင်းထန်နေသေးတယ်ဒီမြေကဘာလို့ဒီလောက်မှနေရတာလဲတူးရတာတော်တော်ခက်တယ်လက်တောင်နာလာပြီဟင်းငါကန်တရားကတကယ်ပဲတိတ်ကောင်းတာပဲမြေကြီးကိုရှောက်တူးလိုက်ယုံတင်ရှိသေးတယ်ရေကြီးထွက်လာတယ်လားဒီရေကတိတ်ပြီးတန့်စင်တာပဲအညစ်အကြေးတစ်စက်မှမရှိဘူးတိတ်ကောင်းတာပဲနောက်ဆိုဟင်းရွက်ရေလောင်းဖို့ရှေ့ချံကနေရေခက်လာစရာမလိုတော့ဘူးဒီနေရာမှာပဲရေကန်လေးတစ်ခုတူးလိုက်မယ်အဲ့ဒါကအစစ်မြင့်ဆုံးစစ်မှန်တဲ့ငကားဝိညာဉ်အမှုတွေကနေပြောင်းလဲလာတဲ့ဖန်တီးမှုဝိညာဉ်စမ်းရည်တွင်ပဲဟာဒါကဘာဖြစ်တာလဲဒါကတကယ်ပဲဝိညာဉ်စွမ်းအားတွေပြန်လဲနိုးထလာတာလားဒါမှမဟုတ်ဒီမြေအောက်ရေထဲမှာဘလောက်တောင်အားကောင်းတဲ့အပင်ကြီးထွားမှုစနစ်တွေပါနေလို့လဲထားလိုက်ပါတော့ဘာပဲဖြစ်ဖြစ်မြန်ကြီးထွားတာကောင်းတဲ့အချက်ပဲလေမနှက်ဖြန်ကြရင်ကြက်တုံဖြူနဲ့ဟင်းရွက်ကြော်စားမယ်တံပတ်ခါကြရင်နန်ရိုးနဲ့မုံလာဦးစပြုတ်ချက်မယ်ဒီနေရာကတကယ်ပဲကောင်းကင်ကရွေးချယ်ပေးထားတဲ့စိုက်ပျိုးရေးမြေကောင်းပဲဒါကဖန်တီးမှုဝိညာဉ်စမ်းရည်တွင်းနဲ့ကိုမိုးကောင်းကင်ရဲ့ဝိညာဉ်မြေကြီးပဲထင်းချောက်တစ်ချောင်းကိုစိုက်လိုက်ရင်တော့မနှက်ဖြန်ကြရင်ကောင်းကင်ထီအောင်မြင့်တဲ့နက်တစ်ပင်ကြီးဖြစ်သွားနိုင်တယ်မိုးချင်းရွှေမင်းရဲ့ဝိညာဉ်သားအစီနှစ်ကိုလွှဲပေးစမ်းတာဆိုရင်ငါမင်းရဲ့အလောင်းကိုတော့အကောင့်အတိုင်းခြံထားပေးမယ်ငါသေးရင်သေးပါစေငါတို့ခိုင်းရဲ့ဝိညာဉ်သားအစီနှစ်ကိုမင်းတို့လိုမိစ္ဆာခိုင်းလက်ထဲလုံးဝအကြမခံနိုင်ဘူးကြည်စမ်းဒီကောင်မလေးကသူ့ရဲ့အသက်ဝိညာဉ်အရင်းမြစ်ကိုလောင်ကျွမ်းစေပြီးထွက်ပြေးနေပြီးလိုက်ကြစမ်းသူ့ကိုလုံးဝလွတ်မသွားစေနဲ့ရှောင်းပိုင်းတလုံးလောက်စားမလားဒီမုံလာဦးကကြည်ရတာတိတ်ပြီးအရေးရွှမ်းတာပဲဟင်းနေကင်းကြောင်တောင်ကြီးကိုကျေပြန်လာလားပြီးတော့ဒီကျေပြန်ကဘာလို့ငါအိမ်ဘက်ကိုဥတီပြီးပြန်လာတယ်လို့ပဲလဲဟာကောင်းကင်ကနေဒဏ်ရာပြင်းထန်ရထားတဲ့ရှေးဟောင်းဝစ်စုံဝစ်နတ်သမီးတယောက်ကြလာတယ်လားကံကောင်းလို့အသက်ရှူနေသေးတယ်ဒါပေမဲ့ဒီဒဏ်ရာကတိတ်ပြင်းထန်လို့နဲ့တောင်ကုန်းပေါ်ကပြုတ်ကျလာလားဒါမှမဟုတ်အခုတ်ခံရတာလားမဖြစ်ဘူးငါရဲ့ဟင်းရွက်ဆိုင်ခင်းထဲမှာလူတယောက်တည်သွားတာကိုဒီတိုင်းကြည့်မနေနိုင်ဘူးရွှေမြူတွေကကွဲအပ်နေပြီးသွေးကြောတွေအားလုံးပျက်စီးနေပြီးအသက်ဝိညာဉ်တောင်စတင်ပြီးပြည့်ပြည့်နေပြီးမရတော့ဘူးဒီမိမကတော့တေတာတေချာပြီငါဒီလိုပဲတေရတော့မှာလားဆရာကြီးတပည့်မမစွမ်းဆောင်နိုင်ခဲ့လို့ဝိညာဉ်သားအစီနှစ်ကိုမကာကွယ်နိုင်ခဲ့ပါဘူး။ဂိုင်းရဲ့ယုံကြည်မှုကိုတစ္ဆာဖောက်မိပါပြီ။ဟုတ်သားပဲ။ဒီကော်ဖီထုတ်တွေကဒီလောက်မြန်ကြီးထွားတာဆိုတော့အာဟာရနဲ့တက်ဆောင်စွမ်းအားတွေတေချာပေါက်မြင့်မားမှာပဲမြင့်တေကိုစေးထိုးတဲ့သဘောနဲ့စမ်းကြည့်ရမှာပဲအသုံးဝင်ပါစေလို့မျှော်လင့်ရတာပဲငါမင်းအတွက်ရင်းနေသွားခတ်အောင်မယ်။ငါမတေဘူးလား။ငါရဲ့ဒဏ်ရာတွေအားလုံးပျောက်ကင်းသွားယုံတင်မကပဲအဆင့်တောင်တက်လန်းသွားပြီလား။အိုးမင်းကလေးမင်းနိုးလာပြီလား။တော်သေးတာပေါ့မြန်ထပါမင်းပြုတ်ကျလာတာကြောင့်ငါပင်ပန်းစိုက်ထားတဲ့ကော်ဖီထုတ်တွေအတော်များများကြေမွကုန်ပြီဒါကမြေအောက်ကပဝိညာဉ်နှလုံးသားပတိပဲဝိညာဉ်သားရဲကူရဲ့ဂိုင်းဆောင်ရတနာကြီးကဘာလို့ဒီနေရာကိုရောက်နေပြီခွေးတကောင်ရဲ့ရှင်လုံးလိုကစားစရာဖြစ်နေရတာလဲမင်းကလေးမင်းဘာမှမဖြစ်ပါဘူးနော်ကောင်းကင်ကပြုတ်ကျလာလို့လန့်သွားတာလားမင်းနှက်ခမ်းတွေခြောက်ကပ်နေတာကြည့်ရတာအရင်ဆုံးရေတောက်ပြီးစိတ်အေးထားလိုက်အောင်ဒါကဖန်တီးမှုဝိညာဉ်စမ်းရည်တွင်ပဲငါရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကပြောင်းလဲသွားပြီးသူဟင်းရွက်လောင်းတဲ့ရေကိုငါတလုတ်တဲတောက်လိုက်ယုံနေတယ်။စီနီယာကြီးရဲ့အသက်ကယ်တင်တဲ့ကျေးဇူးကိုချင်းရွှေတစ်သက်လုံးမမေ့ပါဘူး။အိုးမင်းဘာလုပ်တာလဲ။မြန်ထပါငါကလဲဆိုင်တဲ့တာမန်လူတယောက်ပါအခုခေတ်ခါဖွဲ့လုပ်တဲ့စီကံတွေကဘာလို့ဒီလောက်များနေရတာလဲ။မိုးချင်းရွှေမင်းတာမန်လူသားတွေရဲ့ရွာထဲကိုပုံနေရင်ငါလက်ထဲကလွတ်မယ်ထင်နေလား။ဒီနေ့မင်းနဲ့ဒီရွာထဲကလူတွေအားလုံးငါတို့ရဲ့အစီအနှစ်ဖြစ်သွားရမယ်ဖန်တခင်တတိထားပါသူတို့ကတွေးဝိညာဉ်ကိုင်းကမိစ္ဆာကောင်းဆောင်တွေပါဒီနေ့ဘယ်နှကိုင်းတောင်လာဦးမှာလဲတယောက်ပြီးတယောက်ငါအိမ်လာပြီးကြွားဝါနေကြတယ်နွေရာသီကြီးကိုဒီလောက်အဝတ်စားတွေအထူးကြီးဝတ်ပြီးကောင်းကင်ပေါ်ပြန်နေရတာမပူကြဘူးလားတာမန်လူသား၃ယောက်ကငါတို့ကိုမြင်တာတော့ဒူးမထောက်ဘူးပေါ့တေးချင်နေတာပဲတောက်ဖို့မင်းတို့ပြန်ခြင်းလဲပြန်ကြငါရဲ့ဟင်းရွက်ဆိုင်ခင်းကိုဘာလို့လာဖြက်စီးရတာလဲငါစီဆင်းလာခဲ့စမ်းငါရဲ့မုံလာဦးတွေကိုရော်ပေးစမ်းမီးဖို့ကြောင့်သုံးပစိန်ဖြစ်မိစ္ဆာများကိုရိုက်ချခြင်းအခုခေတ်အယူတွေကပိုများလာပြီးနေကင်းကြောင်တောင်ကြီးကိုသူများအိမ်ဟင်းရွက်ခင်းထဲလာပြီးပစ္စည်းတွေရှောက်စော်နေကြတယ်ဒီလက်စွပ်အနေငယ်ကသူတို့ခြံထားခဲ့တဲ့ props ကစားစရာပစ္စည်းတွေနဲ့တူတယ်ပြောင်လက်လေးတွေမင်းသဘောကျရင်ယူကစားလိုက်မင်းရဲ့ဘဝကလည်းတနာစရာကောင်းပုံရပါတယ်ဒါတွေကိုယူပြီးပတ်စံလဲအဝတ်စားကောင်းကောင်းဝယ်ဝတ်လိုက်ပါဖန်တခင်ရဲ့အသက်ကယ်တင်တဲ့ကျေးဇူးကိုချင်းရွှေပြန်ဆက်ဖို့နီးလန်းမရှိပါဘူးအကယ်၍တခင်ကအပြစ်မတင်ဘူးဆိုရင်ချင်းရွှေတခင်ဘေးမှာထင်းခုတ်ရင်နွေးတီပေးမဲ့အစီခံမင်းကလေးဖြစ်နေပေးရစေ
အစေခံမိန်းကလေးဟုတ်လားမင်းထမင်းချက်တက်လားအဝိရှော်တက်လားငါစီမှာအလုပ်လုပ်ရတာတိတ်ပင်ပန်းတာနော်ကျမတင်ယူနိုင်ပါတယ်ချင်းရွှေကတိတ်ညံကောင်းပါတယ်ဘလို့ဆင်းရဲဒုက္ခမျိုးမဆိုခံနိုင်ပါတယ်တခင်ကျမကိုလက်ခံပေးပါကောင်းပါပြီစုံတွေ့ရတာကလည်းရေးဆက်ပဲလေမင်းအချိန်မရွေးဒီမှာနေနိုင်ပါတယ်ငါစီမှာတော့ရိုးရိုးရှင်းရှင်းထမင်းနဲ့ဟင်းပဲရှိတာတောတောင်အာဟာရတွေမရှိဘူးလူတယောက်တို့တော့ထမင်းစပွဲမှာတူတစုံပို့လာတာပေါ့ကျမကိုလက်ခံပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တခင်တွားကြစို့ချင်းရွှေရှစ်ချံကိုတွားမယ်မွန်းတဲ့ရင်ထမင်းဝိုင်းမှာအသားဟင်းပို့ချက်စားကြမယ်